အားလုံးပဲမင်္ဂလာပါ EKD ရန်ကုန်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရှိမှရှိနေရလေးရတော့12 volt DC power station လေးတစ်လုံးပဲဖြစ်ပါတယ်ခင်ဗျာဒီ DC power station လေးမှာဆိုရင်အသုံးပြုပေးထားတဲ့ဘက်ထရီဆိုရင်12 volt 12A 3ရဲ့ 6B မျိုးစားလေးပဲဖြစ်ပါတယ်သူ့မှာဆိုရင်အရှိမျက်နှာစာမှာဆိုရင်မီတာတိုင်ကလေးတစ်လုံးပေါဝင်ပါမယ်ဒီဘက်ကတော့ pin ခလုတ်ပါအောက်မှာဆိုရင်မီးလုံးထုံးဖို့ကြောက်ပင်ပေါက်၄ပေါက်ပေါဝင်ပါမယ်ပန်ကလည်းဖွင့်လို့ရပါတယ်12 volt ပစ္စည်းမှန်သမျှအသုံးပြုလို့ရပါတယ်ခင်ဗျာဒီဘက်မှာဆိုရင်ဖုန်းအသစ်မှုနှစ်ပေါက်ပါဝင်ပါမယ်ဒါကတော့သူ့အပိတ်ဖွင့်လုပ်ဖို့ခလုတ်ကလေးပါဒီ DC power station လေးရဲ့အနောက်ဘက်မှာဆိုရင်သူ့ကိုအသွင်းဖို့အတွက်ပလက်ကောင်းလေးတစ်ခုပါဝင်ပါမယ်ဒီမှာဆိုရင်ဆိုလာနဲ့အသွင်းဖို့အတွက်ချက်ပင်ပေါက်နှစ်ပေါက်ထုတ်ပေးတတ်ပါတယ်ဒီချက်ပင်ပေါက်နှစ်ပေါက်မှာဆိုလာနဲ့တိုက်ရိုက်အသွင်းလို့မရပါဘူးဒီလို controller လေးတစ်လုံးတက်ခါပါမယ်ဒီလို controller တစ်လုံးမတက်ထားရတဲ့အကြောင်းရင်းကဆိုလာမရှိရလူဆိုရင်ဆိုလာ controller ဘို့တက်ထပ်ပေးနေရမှာဆိုလို့ပါဆိုလာ controller လေးရဆိုရင်ဈေးကွက်ထဲမှာ2000ကနေစပြီးတော့4000ဝန်းကျင်ထိရှိပါတယ်ဒီ power station လေးမှာဆိုရင်မီးလာရင် auto မီးပိတ်တဲ့စနစ်လေးရယ်မီးပြန်ပြတ်သွားရင် auto မီးပြန်လင်းတဲ့စနစ်လေးရယ်ထည့်သွင်းပေးတာပါတယ်အခုကျွန်တော်တစ်ခါလေးဆန်းပြပါမယ်ဒီမှာပြနေတာလေးကတော့အပေါ်ကဘက်ထရီရဲ့ပိုးတွေကိုပြပြီးတော့အောက်ကတော့ဒီမီးလုံး ampere ဘယ်လောက်စားလဲဆိုတာကိုပြပေးပါတယ်အခုကျွန်တော်ပလက်ထိုးကြည့်ပါမယ်အခုဆိုရင်မီးပိတ်သွားပါပြီအခုမီးပိတ်သွားတဲ့အကြောင်းရင်းကတော့မီးလာမီးပြတ် auto system လေးထည့်ပေးထားလို့မီးပြတ်သွားပါပြီအခုမီးပလက်ဖြုတ်ကြည့်ပါမယ်မီးပြန်နေပါပြီဒီ power station လေးရဲ့အတွင်းပိုင်းလေးကိုလည်းကျွန်တော်တစ်ခါလေးဖွင့်ပြပေးပါမယ်အခုလမ်းတွေ့နေရတဲ့အပြာတုံးကြီးကတော့ဘက်ထရီတုံးကြီးပဲဖြစ်ပါတယ်ကျွန်တော်အစောကပြောခဲ့သလိုသူရဲ့ 6B ဖြစ်တဲ့အတွက်1 2 3 4 5 6လုံး3တန်းပါပါမယ်အားလုံးပေါင်း18လုံးပါပါမယ်ခင်ဗျာဒီဘက်ထရီတုံးကြီးကိုလဲလှယ်လို့အဆင်ပြေအောင်လို့လဲကျွန်တော်ဒီမှာ connector လေးတစ်ခုခတ်ပေးထားပါတယ်ဒီကောင်ဖြုတ်ပြီးတော့ဘက်ထရီလဲလိုက်ရင်ရပါပြီဘက်ထရီတုံးကြီးရဲ့ဘေးမှာကတ်ထားတဲ့အစိမ်းရောင်ကတ်ကလေးတစ်ကတ်ရှိပါတယ်ဒီကတ်ကတော့ BMS လို့ခေါ်ပါတယ်ဘက်ထရီတစ်လုံးချင်းစီကိုအားသွင်းတဲ့အချိန်မှာတစ်ခုချင်းစီကိုအားဘိုးဒိတ်ညီအောင်လို့ညှိပြီးရကတ်ဖြစ်ပါတယ်ဒီကတ်ကအဓိကအားသာချက်ကတော့ short circuit ဖြစ်ပါတယ် short circuit ဆိုတာဂျင်းမင်းတို့အသုံးပြုနေတဲ့တစ်ခု short ဖြစ်ခဲ့လို့ရှိရင်ဒီကတ်ကဖြတ်ချပေးပါတယ်အဲ့လိုဖြတ်ချပေးလို့ရှိရင် power ကျသွားပါမယ် power ကျသွားလို့ရှိရင်ဒီရှိရ main ခလုတ်ကိုအပိတ်ဖွင့်တစ်ချက်ပြန်လုပ်ပေးပါဒီနောက်မှာတွေ့နေရတဲ့စိတ်ရောက်ကလေးတစ်ကက်လေးရှိပါတယ်ဒီကလေးကိုကျွန်တော်အထဲမှာထည့်ထားခြင်းအတွက်လူချင်းမင်းတို့အသွင်းသုံးတကားကနဲ့လှုပ်ရှုပ်ပြီးတော့ပဲဒီလိုပလက်ကလေးထိုးလိုက်ရုံနဲ့အကုန်ပြီးပါပြီခင်ဗျာဒီနောက်မှာတွေ့နေရတဲ့မူလီကောင်းလေးနှစ်ကောင်းကတော့ဆိုလာနဲ့အသွင်းမှုဖြစ်ပါတယ်အခုတခါတည်းကျိုးမတက်ထားပါဘူးဘာလို့လဲဆိုရင်ဆိုလာနဲ့တိုက်ရိုက်ဒီဘက်ထရီတွေသွင်းလို့မရပါဘူးသွင်းလို့ရှိရင်ဘက်ထရီပျက်စီးသွားပါလိမ့်မယ်ဆိုလာကွန်ထရိုလာလေးတက်ပြီးမှကျွန်တော်ဒီကျိုးတွေကိုပြန်ဆက်သွယ်ပေးပါမယ်ဒီဘက်မှာတွေ့နေရတဲ့ relay လေးတစ်လုံးရှိပါမယ်ဒီ relay လေးကတော့ auto မီအပိတ်အဖွင့်အတွက်အသုံးပြုထားတဲ့ relay လေးဖြစ်ပါတယ်ရှေ့ကျမ်းမှာဆိုရင်မီတာတိုင်ကကလေးရှိပါမယ်ဒီဘက်မှာတော့ဖုန်းအသွင်းမှုကကလေးနှစ်ကပ်ပါပါမယ်ခင်ဗျာဒီဘက်မှာတော့ main ကလေးဖြစ်ပြီးတော့ဒီအတန်းကတော့ခလုတ်တန်းဖြစ်ပြီးတော့ဒီအောက်ကတော့ချက်ပစ်အမာတန်းဖြစ်ပါတယ်ဒီ power station လေးမှာဆိုရင်ကျွန်တော်လက်ရကိုအသေးသက်ဆုံးနဲ့အကောင်းဆုံးလုပ်ပေးထားပါတယ်စေတနာပပလည်းလုပ်ပေးထားပါတယ်ခင်ဗျာဒီမှာသုံးထားတဲ့ကြိုးတွေရာဆိုရင်ကြိုးအကြီးဂျပန်ကြိုးတွေသုံးတာပါတယ်ဒီ power station လေးရဲ့အတွင်းပိုင်းကိုအခုလိုဖွင့်ပြပေးတဲ့လူကြီးမင်းတို့စိတ်ကျေနပ်မယ်ထင်ပါတယ်ခင်ဗျာဒီ power station လေးရဲ့အတွင်းပိုင်းကတော့ဒါပါပဲဘာမှတော့တူတူတော့မပါပါဘူးတခုခုဖြစ်ခဲ့လို့တူတူပြက်ခဲ့လို့ရှိရင်လည်းကျွန်တော်6လအာမခံပေးထားပါတယ်ခင်ဗျာကျွန်တော်ရှိမှပြန်လဲပြုပြင်မွမ်းမံလို့ရပါတယ်အခုလိုအချိန်ပေးကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီ power station လေးကိုစိုင်းနေတော့လို့ပဲဖြစ်ဖြစ်ဝယ်ယူခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျွန်တော်ဒီမှာဖုန်းနံပါတ်လေးချပေးထားခဲ့ပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ